ဝင်းပလွေတွေဟာကဘာပေါ်မှာလူသိအများဆုံးနဲ့အထင်မှားစရာအကောင်းဆုံးတိရစ္ဆာန်တွေကတစ်မျိုးပါသူတို့ဟာမြောက်ကဘာချမ်းမှာကြဲကြဲပြန့်ပြန့်နေထိုင်ကြပြီးတဘာဝပတ်ဝန်းကျင်ရဲ့ဂေဟစနစ်ကိုထိန်းညှိပေးရမှာအလွန်အရေးပါတဲ့တာရဲတိရစ္ဆာန်တွေဖြစ်ပါတယ်ဝင်းပလွေတွေဟာသူတို့ရဲ့မိသားစုဝင်တွေနဲ့စုဖွဲ့ပြီးအုပ်စုလိုက်နေထိုင်လေးရှိကြပါတယ်အုပ်စုတစ်ခုမှာပုံမှန်အားဖြင့်အဖွဲ့ဝင်6ကောင်ကနေ10ကောင်အထိပါဝင်တတ်ပါတယ်အဲ့ဒီအုပ်စုကိုဥဆောင်သူတွေကတော့အဖိုးတစ်ကောင်နဲ့အမတစ်ကောင်ဖြစ်ပြီးသူတို့ကို Alpha လို့ခေါ်ကြပါတယ်သူတို့ရဲ့ဆက်သွယ်မှုပုံစံကလည်းအင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဝင်းပလွေတွေဟာဟောင်းတာညေးတာအပြင်အဓိကအားဖြင့်ဦးတဲ့အတန်နဲ့တစ်ကောင်နဲ့တစ်ကောင်အချက်ပေးဆက်သွယ်ကြပါတယ်အဝေးကအုပ်စုဝင်တွေကိုပြန်ခေါ်ဖို့ဒါမှမဟုတ်သူတို့ရဲ့နယ်မြေကိုတခြားတိရစ္ဆာန်တွေမလာဖို့တတိပေးတဲ့အခါမျိုးမှာဒီလိုဦးလေးရှိကြတာပါအမဲလိုက်တဲ့အခါမှာလဲဝင်းပလွေတွေဟာအင်မတန်ထက်မြက်ကြပါတယ်သူတို့ဟာအုပ်စုလိုက်စနစ်တကျဗျူဟာခင်းပြီးအမဲလိုက်တဲ့ကြတာကြောင့်သူတို့ထက်အရွယ်စားအစပေါင်းများစွာကြီးမားတဲ့သမင်ကြီးတွေဒါမှမဟုတ်ကျွဲရိုင်းကြီးတွေကိုတောင်ဖမ်းဆီးနိုင်စွမ်းရှိကြပါတယ်ဝင်းပလွေတွေရဲ့အယောင်အသွေးဟာဖြူဖွေးတဲ့အယောင်ကနေမဲနက်တဲ့အယောင်အထိအမျိုးမျိုးရှိနိုင်ပါတယ်သူတို့ရဲ့ထူထဲတဲ့အမွှေးမြင်တွေကအေးဒဏ်ကိုကောင်းကောင်းခံနိုင်ရရှိအောင်ကူညီပေးပါတယ်တစ်ချိန်ကဝင်းပလွေတွေကိုကြောက်စရာတရဝါတွေဖြစ်သတ်မှတ်ပြီးအလွန်ကျွံတက်ဖြတ်ခဲ့ကြတာကြောင့်မျိုးသုံးလူမိဘဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့အခုခါမှာတော့သူတို့ရဲ့အရေးပါမှုကိုနားလည်လာကြပြီးတော်ရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတွေမှာစနစ်တကျကာကွယ်စောင့်ရှောက်ထားကြပြီးဖြစ်ပါတယ်